26 ရက်မြန်မာတက္ကရာ1323ခုဝါကောင်လာပြည်နေ့မှာလွတ်တော်2ရက်တွဲဖက်ညီလာခံအစည်းအဝေးကနေပြီးတော့ထောက်ခံမဲ324မဲကန့်ကွက်မဲ28မဲဖြင့်ဗုဒ္ဓဘာသာသည်မြန်မာနိုင်ငံ၏နိုင်ငံတော်ဘာသာအဖြစ်အတည်ပြုပြဋ္ဌာန်းလိုက်သည်သာသနာလမ်းသည်အိုကောင်းကင်ထက်လွင်လို့တလူလူ135တိုင်းရဲ့သာဗုဒ္ဓဘာသာအိုဝမ်းမြောက်ဝမ်းသာကျိုးစိုးကြမည်အိုကျိုးစိုးခဲ့ပြီဒုံမိမြေနိုင်ငံတော်ရဲ့ထုံးမြတ်ထားရာဒုဘာသာနေနိုင်ငံတော်ဘာသာနေအသွေးသားနဲ့နှလုံးသားမှာဆွဲမှတ်ထားပါဝါကောင်လာပြီနိုင်ငံတော်ဘာသာနေသာသနာလမ်းသည်ဟိုကောင်းကင်ထက်လွင်လို့လူလူ135တိုင်းရဲ့သာဗုဒ္ဓဘာသာအိုဝမ်းမြောက်ဝမ်းသာကျိုးစိုးကြမည်ဟိုကျိုးစိုးခဲ့ပြီတုံးပြီးမြေနိုင်ငံတော်ရဲ့ထုံးမြတ်ထားရာတို့ဘာသာနေနိုင်ငံတော်ဘာသာနေအသွေးသားနဲ့နှလုံးသားမှာဆွဲမှတ်ထားပါဝါကောင်လာပြီနိုင်ငံတော်ဘာသာနေသာသနာတော်ထုံးလေးရထုံးပြီးမြေမှာမြတ်ဗုဒ္ဓဆုံးပါနဲ့ညီဒီနောင်တို့သွေးချင်းတွေပေါင်းစုစီကကောင်းမှုမပြတ်ဆောင်ရွက်သည့်ချိန်ခါတွေ့လက်ခိုင်ပါစေသာမဆုံးရုပ်စေဖို့တို့ဘာသာနေမမေ့အပ်ပါမောကိုထက်ကမြမထောင်စင်မြေတီတန်းစေမှာဟဲ့တို့ဝိမြေနိုင်ငံတော်ရဲ့ထုံးမြတ်ထားရာတို့ဘာသာနေနိုင်ငံတော်ဘာသာနေအသွေးသားနဲ့နှလုံးသားမှာဆွဲမှတ်ထားပါဝါကောင်လာပြေနိုင်ငံတော်ဘာသာနေဆိုတာသာသနာလမ်းသည်အိုကောင်းကင်ထက်လွင်လို့တလူလူ135တိုင်းရဲ့သာဗုဒ္ဓဘာသာအိုဝမ်းမြောက်ဝမ်းသာကျိုးစိုးကြမည်အိုကျိုးစိုးခဲ့ပြီတုံးပြီးမြေနိုင်ငံတော်ရဲ့ထုံးမြတ်ထားရာတို့ဘာသာနေနိုင်ငံတော်ဘာသာနေအသွေးသားနဲ့နှလုံးသားမှာဆွဲမှတ်ထားပါဝါကောင်လာပြေနိုင်ငံတော်ဘာသာနေဟဲ့သာသနာတော်ထုံးနေရတို့ပြီးမြေမှာမြတ်ဗုဒ္ဓဆုံးပါနဲ့ညီနောင်တို့သွေးချင်းတွေပေါင်းစုစီကကောင်းမှုမပြတ်ဆောင်ရွက်သည့်ချိန်ခါတွေ့လက်ခိုင်ပါစေသာမဆုံးရုပ်စေဖို့တို့ဘာသာနေမမေ့အပ်ပါမောကွန်ထက်ကမြမထောင်စင်မြေတီတန်းစေပါဟဲ့တို့မိမြေနိုင်ငံတော်ရဲ့ထုံးမြတ်ထားရာတို့ဘာသာနေနိုင်ငံတော်ဘာသာနေအသွေးသားနဲ့နှလုံးသားမှာဆွဲမှတ်ထားပါဝါကောင်လာပြေနိုင်ငံတော်ဘာသာနေဆိုတာသာသနာလမ်းသည်အိုကောင်းကင်ထက်လွင်လို့တလူလူ135တိုင်း
တာကျိုးစိုးကြမည်ဟိုကျိုးစိုးခဲ့ပြီဒုံမိမြေနိုင်ငံတော်ရဲ့ထုံးမြတ်ထားရာဒုဘာသာနေနိုင်ငံ